ကုန်လုံးကိုလေးစားပါတယ်လို့ရုပ်လေးဆိုးပါတယ်အတိုင်းလေးမကောင်းပြီမဲ့ဒါပေမဲ့ခိုင်သက်ရှင်းလေးနဲ့နောက်ထောင်ပေးကြပါလို့ခိုင်သက်ရှင်းအသေးနှလုံးလေးပါလို့ရှိရင်အသေးလေးတွေပေးသွားကြပါလို့အဖေမေတို့လွမ်းလို့တော့ရဲ့တနေရာလေးကဟိုခဏတာပြောရှင်မှုအတွက်ကျွန်တော်တရှင်းလေးတစ်ပုတ်တင်လိုက်တာပါလို့ဖေဖေမေမေတရှင်းလေးတွေကိုဖေဖေရဲ့မေမေရဲ့ချစ်စားတော့ကစလီဝင်အိုးလေးကိုတော့ကထမေးချက်ပြောစားတောက်လို့နေလာခဲ့တဲ့ရက်တွေလာတွေကုန်းလွန်ငါသွားတော့သားတွေသမီးတွေချစ်တွေသာတိုးပွားခဲ့လေတယ်ဖေရဲ့မေမေရဲ့ချစ်စားတော့ကစလီဝင်အိုးလေးကိုတော့ကထမေးချက်ပြောစားတောက်လို့နေလာခဲ့တဲ့ရက်တွေလာတွေကုန်းလွန်ငါသွားတော့သားတွေသမီးတွေချစ်တွေသာတိုးပွားခဲ့လေတယ်ဟုတ်ပါတယ်ဖေမေတွေကတော့သားသမီးတွေကိုမရှိတဲ့သူမရှိပါဘူးဆိုလို့လူလမှုကိုမပေးစွမ်းနိုင်တယ်သားတွေသမီးတွေကုန်လုံးစားနိုင်ရေးအတွက်ရေမှန်သာအိုးတီဝေကွယ်စားလာတဲ့ခါပျော်မြူစရာလူဘခံဝဖေမေမြတ်ကကြည်ခဝတာဒီတဲ့ခါတလားဒီခွေခွာကိုပတ်တင်ညလွမ်းချောင်းတဲ့ခါအဖေမေမြတ်မကြည်ခဝတာဒီတော့မှဖို့ဖို့ဖြစ်နေစလီဝဲဒီအိုးလေးပြန်တော့ဆွေးကြပြန်မယိုးနိုင်တဲ့မြစ်တာတွေပါစလီဝဲအိုးလေးဇလန်းဆမဇလန်းဆောင်တန်ပါအဲ့ဒါဖေမေရဲ့မြစ်တာတရားတွေပါလို့သားသမီးတွေကနေနေပြီးတော့မရှိတဲ့အရှင်ခါမအဖေမေတွေကိုလွှမ်းကြတာကသမတာပါလို့အဖေမေရဲ့မြစ်တာတွေကဘယ်အလည်းမနှမ်းရှင်လို့မရဆိုတာကိုကျွန်တော်အခုရှင်ခါမနေနေပြီးတဲ့တိတက်တဲ့ကလေးလေးတယောက်ဖြစ်နေပါတယ်လို့ခံစားရှင်တဲ့သူကအကုန်သူနေနေပြီးတော့ခါအသေးလေးတွေပေးသွားလို့ရပါတယ်ကျွန်တော်တော့ရဲ့တနေရာလေးကတနေ့တာပင်ပန်းသမျှခဏတာလေးနဲ့ပျော်ရွှင်မှုလုပ်လိုက်တာပါတရှင်လေးတစ်ပုတ်တင်ပေးလိုက်တာပါနော်ဖေရဲ့မေမေရဲ့ချစ်စားတော့ကစလီဝင်အိုးလေးကိုတော့ကထမေးချက်ပြောစားတောက်လို့နေလာခဲ့တဲ့ရက်တွေလာတွေကုန်းလွန်ခါသွားတော့သားတွေသမီးတွေချစ်တွေသာတိုးပွားခဲ့လေတယ်စလေဝဲဒီအိုးကလုံးလမှုကိုမပေးစွမ်းနိုင်တဲ့တန်းတွေသမီးတွေကုန်လုံးစားနိုင်ရေးအတွက်ရေမှန်ကအိုးကြီးဝေတပြောတပါကွယ်စားလာတဲ့ခါပျော်မြူစရာလူဘုံခံဝအဖေမေမြတ်တာပေးဝနီကအတောင်ဆုံးတဲ့ခါတလားစီခွေခွာကိုပတ်စင်ညလွှမ်းချုံတဲ့ခါအဖေမေများမကြည်ခဝဲတာဒီတော့မှအဖို့ဖွားဖြစ်နေစလေဝဲဒီအိုးလေးပြန်လို့ကြပြန်မယိုးနိုင်တဲ့မြစ်တာတွေပါစလေဝဲအိုးလေးဇလန်းဆမဇလန်းအဆုံးတန်မှာရှိခင်လေးစားတော့တတော်ကဘော်ဒါတွေဖလိုင်းတွေအကုန်လုံးကိုခင်မိပါတယ်လို့အကုန်လုံးလေးသားမောင်နှမတွေလို့ညီကိုတွေလို့ခင်မိကြပါဦးလို့တောင်းဆိုပါတယ်အဖေရဲ့ခံစားအဖေရဲ့မြစ်တာတွေအမေရဲ့မြစ်တာတွေနဲ့ခံစားပြီးတော့ကျွန်တော်ဒီတရှင်ကိုရလို့တော့မဟုတ်ပါဘူးဗျာမရဘဲနဲ့နေပြီးတော့အဖေမြစ်တာအမေမြစ်တာလေးနဲ့နေပြီးတော့အခုမှခံစားတတ်အောင်လို့ကျွန်တော်ဒီတရှင်လေးကိုဆိုပေးလိုက်တာပါနော်